ဒါလည်းဆိုအမျိုးတော့ကျွန်တော်ကလေဒီဆက်ပြီးစမှုတွေများလာတဲ့အခါမှာဒီဖြေဖြောက်တဲ့နေလန်းပေါ့လူသားတွေရောက်ဖြစ်တဲ့အခါမှာ stress ဆက်ပြီးစမှုနဲ့အလုပ်ရန်ရဲပုတ်မှုတွေမျိုးမျိုးရှိတယ်အဲ့ဒီဟာတွေကိုဖြေဖြောက်ဖို့ကျွန်တော်ကဘုံကြောင်းသားလည်းဖြစ်တော့အဲ့ဒီအရာတွေကိုဖြေဖြောက်ဖို့ကျွန်တော်သုံးတဲ့နေလန်းတွေကဘာလဲဆိုတော့ဗုဒ္ဓရဲ့ဒီကြပြလန်ငါလေးတွေကို refer 30ပြီးတော့ကျွန်တော်ကဖြေဖြောက်လို့ရှိတယ်အဲ့ဒီဟာကသုံးဆွဲလာတာတော့ငငယ်တွေကပေါ့လေသူများတွေဆိုလို့ရှိရင်တရှမ်းနဲ့ရကြတယ်ကျွန်တော်ကတရှမ်းမရဘူးအဲ့တော့ service မှုတွေဖြေဖြောက်တဲ့အခါမှာကျွန်တော်ကဒီဗုဒ္ဓရဲ့ကြပြလန်ငါလေးတွေ refer ပြီးတော့မေတ္တာဓာတ်ကြပြလန်ငါတွေအဲ့ဒါတွေကိုကျွန်တော်ဖြေဖြောက်လို့ရှိတယ်ဒီကနေထိသုံးဆွဲတယ်ပေါ့လေမေတ္တာကမ္မထံလေးစီးပြန့်ရှင်ပါတယ်ဗျနားထောင်ပေးကြပါဦးသမ္မေမိနေဘဝတတ္တမောနာဟောနုဒုက္ခန္တရာအာရောဂနိမေယကလာဒုက္ခဒီဇောဝမာဒီတောဒုက္ခဒီဇောသုံးပြကတ္တလွယ်မြောက်ကင်း၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းစသည်တွေကိုတောင်းတမျိုးမြင်လိုခြင်းလျက်ရှိရနေပါတော့မာဒီတော်ဝဓမ္မဘောစက္ကရှုပ်သည်ငါမဟုတ်သောအကျွန်ုပ်ဒီကဲ့သို့ဒီဘဝေကမရူပအရူပဟုသုံးလောကရဲ့ဘုံသုံးဓာတ်နဲ့သဗ္ဗပိကနနေသာကနနေသမေကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်မျိုးဆက်သိမ်းချုံအလုံးစုံလည်းဖြစ်ကုန်သောတန္တာဘုဘရောရတတ္တဝါဥဒ္ဓမြတ်တို့သည်တန္တာနေညမပြတ်မလက်ပိစနာအပြန်ခရာမြမစွာမတိအချင်းကတိမောရာကြည်ရဲ့လက်ကပိရိဗန်တွေဖြာရပြီလျင်ဝန္တာရှင်မြုကျေလူနိုင်ရကုန်သည်ဒုက္ခကိုယ်စနှပြလိုအိစွာဖြင့်ချမ်းသာရှင်ပြပြည့်ပြည့်စုံရကုန်သည်အာဒုက္ခမညောမမေတကောချင်းရဲ့ဇောယေမနကြောင်းကြမှုတဲ့ကံရဲ့နေကြကုန်သည်နိဗ္ဗာန်တွင်အမြတ်စုဝံပုဂ္ဂ